quality ကောင်းတယ်အယောင်လှတယ်မာစင်ပူတယ်ဒီမှာနဲ့ဆိုင်ပြင်ဟုတ်ကဲ့ပါရှင်အဲ့ဒီကြံငါတို့ကျေးဇူးရှင်လို့ပါပဲ အားလုံးပဲမင်္ဂလာပါကျက်နက်ကောင်ဘီလက်မြေရဲ့ Growing Together စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ညီမတို့ကျက်နက်ကောင်ဘီလက်မြေကိုအသုံးပြုနေတဲ့ကရင်ကြီးအုတ်ထုံးတဲ့ကြောင့်ဘီလက်မြေရောင်းဝယ်ရေးဆိုင်ကိုရောက်ရှိနေရပြီဖြစ်ပါတယ်ဒီလုပ်ငန်းကြီးကိုဦးစီးလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်လေးကိုအခုလိုမျိုးကြီးမားတဲ့လုပ်ငန်းကြီးရဲ့နောက်ွယ်မှာဘလို့ခက်ခဲမျိုးရှိခဲ့လဲဒီလိုမျိုးတိုးတက်လာခြင်းရဲ့နောက်ွယ်ရလှုပ်ဝက်ချက်တရားရောပါရင်လဲကျက်နက်ကောင်ဘီလက်မြေကိုဘာကြောင့်ရွေးချက်ပြခဲ့ရလဲဆိုတာကိုတောက်ရောက်မြင်မြင်မှာပဲဖြစ်ပါတယ်မင်္ဂလာပါရှင်လေးမင်္ဂလာပါဟုတ်ကဲ့ရှင်ပထမဆုံးအနေနဲ့ပေါ့နော်လေးလေးရဲ့နာမည်နဲ့အခုပေါ့နော်လေးလေးဦးစီးလောက်ကင်နေတယ်ပေါ့နော်လုပ်ငန်းအကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင်ဦးနာမည်ကတော့ဦးအောင်စိုးကျွေလို့လည်းခေါ်တယ်ကရင်ကြီးလို့လည်းခေါ်တယ်ကရင်လူမျိုးမလို့ပေါ့နော်လုပ်ငန်းဒီအုပ်ထုံးတဲ့ကြောင့်လောက်တာကြာပြီပေါ့နော်မရှိရဆိုတာလေးတစ်ချက်လောက်ဖြစ်ပေးပါအခုလောက်တာကပထမတော့ကတော့ပသိကြီးမနဲ့တမ်းမတော်ပေါ့နော်အခုကတော့အဲ့ဒီနေရာကအခက်အခဲကြောင့်ဒီဘက်ကိုအခုပသိကြီးမြို့နယ်ပဲကြောင်မီမျိုးလင်အစင်းလံပေါ့အစင်းလံပေးရောင်းတာတော့ဘီလက်မြေရမယ်တော့အိမ်ဆောက်တဲ့အုပ်ပေါ့နော်အုပ်နီတဲ့ site ပေါ့ဘီလက်မြေတဲ့ရတဲ့အုပ်ပေါ့ရမယ်တော့ဝင်းနေရကားတဲ့အုပ်ရမယ်တော့ကြောက်ရမယ်သဲရမယ်ပုံရမယ်ပေါ့နော်အုပ်ထုံးတဲ့ကြောက်တကယ်လေးလေးဒီလုပ်ငန်းလေးကိုပေါ့နော်စတင်ခဲ့တဲ့ဟိုပါပေါ့ချိန်ရတာတော့ဘယ်ချိန်လောက်ကစတင်ခဲ့ရလဲငါတို့က2004လောက်ကဆက်လာသမီးငါစတင်ခဲ့တော့ကလေးလေးစီမှာဘလို့အခက်ခဲတွေရှိခဲ့လဲပေါ့အဲ့ဒါလေးသိချင်တာပါ။အော်စလုကစားတော့အဲ့တော့ငါတို့ကလီပညာလည်းမမြင်ဘူး။နော်လေဘာအလုပ်မပြဿနာရှိတယ်။အဲ့တော့ဒီနောက်တော့ဆက်ကြနေတယ်လည်းတိတ်တော့ဟိုခင်မမီတော့ဟိုလက်ရဥသားနဲ့လောက်ရတာပေါ့နော်။အဲ့လိုအဲ့မှာခက်ခဲရှိလာတယ်။အုတ်တွေကမထွက်အုတ်တွေကမကောင်းတော့အဲ့ခက်ကပေါ့နော်။အခုတော့နောက်ပိုင်းကျတော့ဒီအုတ်တွေကကောင်းလာပေါ့နော်။အုတ်တွေကဟိုဒီဆက်တွေကလည်းရည်သွေးမြင့်လာတယ်။နော်နှခဲတွေကနေစကောက်တွေဖြစ်လာတယ်။နော်ဒီကျက်နဲ့ဘီလက်မီနဲ့ချိတ်လုတ်တဲ့ကကြတော့ဒီဘလို့စီပြီးလဲဆိုတော့ကျန်ကအုတ်ရိုက်လို့ကြလို့ကြီးအယောင်ကလည်းနဲ့လှတယ်အခြားပြည့်ပြည့်နဲ့မတူဘူးအယောင်ကလည်းစိတ်ရွှေ့ရွှေ့အယောင်လေးပါတယ်ပေါ့တော့တောင်တောင်ကြောက်မို့ဝါတာတော့မှကျန်တဲ့ရောရိုးလိုက်လို့ကြီးအယောင်ပြောင်းတော့ဟုတ်ပါအဲ့ဒါကိုကြိုက်အဲ့အခုတော့ဒီကျန်နဲ့ပဲကတော့ဆက်လုပ်တယ်ကျန်နှစ်ကောင်နဲ့လောက်ရတာဒီလက်မင်းနဲ့လောက်တာအဆင်ပြေတယ်ပေါ့နော်ကောင်းအုတ်လည်းကွာဒီကောင်းတယ်ရောင်းကလည်းကောင်းဒီအနေနဲ့ကြတော့ဒီလုပ်ငန်းတိုးတက်လာဖို့တော့ပေါ့ဒီကလုပ်ငန်းချက်ကဘာလို့ထင်လဲရှင်အဓိကငါတို့အဓိကကတော့ရောင်းအားပေါ့ငါတို့ဟိုဒီလုပ်ငန်းတွေအုပ်တုံးတက်ကြလို့အဲ့ရောင်းအားဒီတိုးတဲ့ဘက်ရောင်းအားကောင်းမှလည်းလုံးဝကောင်းပါလေနော်အဲ့ဒါပေါ့ရောင်းအားကောင်းဖို့ဆိုတော့လည်းပစ္စည်းကကောင်းမှလည်းရောင်းအားကောင်းပါလေတော့ဘာကြောင့်ညီမတို့ရဲ့ဒီကျက်လက်ကောင်ဘီလက်မြင်နေပေါ့တူစတင်ပြီးလက်တွဲဖို့ရွေးချက်ပြီးခဲ့ရလဲရှင့်ဘလို့စတင်ခဲ့ရလဲဆိုတော့နောက်ဒီကျက်လက်ကောင်ဘီလက်မြင်လေအော်အဲ့ငါတို့အစားတော့ကဒီကျန်နေကလာပြီးတော့သူတို့တောင်ပန်ကန်လေးတွေတူပါတယ်ငါတို့လာချိတ်တယ်သူတို့ဘီလက်မြင်တုံးကြည့်ပါလားဘာလာဆိုတာနဲ့အဲ့ဒါတုံးကြည့်မယ်လေဆိုအဲ့ဒါကြီးသူတို့ကလာပို့ပေးတာပေါ့နော်အဲ့တော့နော်အဲ့ပြီးတော့သူတို့ဘီလက်မြင်နဲ့ငါတို့စရက်တဲ့ဒီအုပ်နေစပြီးတော့စလုံးတဲ့တခါကျတော့အဲ့မှာငါတို့အုပ်တွေရောင်းဝပိုးလာတယ်ဟုတ်ကြံ့ကအယောင်လှတာပါတယ်နောက်6ညနေပဲအုပ်ကငါတို့ရက်ပြီးလို့ရှိရင်မနေ့မနေ့တို့လာရက်လို့ရှိရင်10နာရီလို့သူပြီးတော့ပေါ့အဲ့တော့ငါတို့ရဲ့ limit ပေါ့9000ကို1000လို့ပေါ့နော်အဲ့ထွက်လာပြီပြီးတော့ညနေပဲပြန်သိမ်းရပြန်သိမ်းတဲ့အခါကျရင်အခြားအုပ်ဒီလက်မင်းနဲ့တို့ချင်းကျိုးရင်တယ်ကြက်နေကြတော့ဆိုတော့အယောင်လေးလဲလှပြီးတော့အုပ်ကမာတာမကျိုးတော့မကျိုးတဲ့အခါကျတော့အဲ့မှာငါတို့ကကြောင်အဲ့မှာစသုံးတော့တာပဲအဲ့ဒီကြံငါတို့ကျေးဇူးရှင်လို့ပါပဲဒီကြံနဲ့လုပ်ပြီးတော့အစီပြေတာပေါ့နော်ဒါကြောင့်မို့ခုတင်လေးလက်တွဲတော့ရှိတယ်ကဲပါအဲ့ဆိုလေးလေးကဒီကျက်လက်ကောင်က quality ကောင်းလို့ဟုတ်တယ်အမှန်နဲ့ quality ကောင်းတယ်အယောင်လှတယ်မာစင်ပူတယ်ဒီမှာနဲ့ဆိုင်ပြင်ဟုတ်ကဲ့ပါရှင်အခုလက်ရှိဈေးကွက်မှာရောပေါ့နော်ဒီ customer တွေကဘာကိုပို့ပြီးတော့အလေးထားပြီးတော့ရွေးချယ်လာရတာကိုတွေ့ရလဲရှင်ငါတို့ကဒီလုပ်တယ်ဆိုတော့ကိုတူတဲ့မဟုတ်ဘူးလေအများကြီးနဲ့အများကြီးနဲ့အုပ်စိတ်ရုံတွေအများကြီးရှိတယ်အဲ့မှာသူတို့ကဘာရွေးချယ်လဲဆိုတော့ပစ္စည်းကောင်းဖို့ရယ်အဲ့တော့ဒီသူတို့မှားတဲ့အချိန်မှာအချိန်နဲ့တပြင်းကြီးရောက်ဖို့ရယ်သူကအဲ့ဒါကိုအဓိကတထားတယ်ဆက်စံရေးလည်းပကွာတာပေါ့လေဆက်စံရေးကြီးတူတော်မှ quality ကျရွေးပြန်ဖို့လေနော်ငါတို့နဲ့ဆက်စံတဲ့လူတွေကတော့တော်တော်များတယ်ငါတို့ကတော့သူတို့မှာလိုက်ပြီဆိုရင်ချက်ချင်းလေးပါကိုချက်ချင်းခိုင်းတယ်ချက်ချင်းအချိန်နဲ့တပြင်းကြီးပုတ်ခိုင်းတယ်သူတို့ကလည်းဟိုဒီ quality ဘိုင်းကြတော့လေဥလို့ကြတော့သူများနဲ့မသာတော့သူများတော့မညံ့ဘူးလေမညံ့တဲ့ကကြတော့ဒီအဓိကတော့ဒီ quality ကောင်းရမယ်ဒီဟိုသူတို့မှာတဲ့အချိန်မှာအချိန်နဲ့တပြင်းကြီးပုတ်နိုင်ရမယ်အဲ့ဒါဆိုလို့ချင်းသူတို့ကအဓိကအယောင်ကောင်းတာပဲဥလို့ရောင်ကောင်းတာအဲ့ဒါကြောင့်quality ကောင်းတယ်အုပ်အယောင်လှတယ်
နောက်တော့ဥရောကလန်ချကောက်လန်ချတော့မကျူးမကျူးတဲ့ကကြတော့အဲ့ဒါလေးဒီမှာနဲ့ဆိုင်အများကြီးရောင်းပုတ်ကော ဟုတ်ကဲ့ရှင်လေးအခုပေါ့နော်ညီမတို့ရဲ့ဒီစက်နက်ကောင်ဘီလက်နေတဲ့အထင်ပေါ့နော်ရှေ့ဆက်ရှောက်လန်းရမယ့်ဒီအနာဂတ်မှာရောဒီလေးအနေနဲ့ကလေးမျိုးလင်းချက်လေးရှိပါလဲရှင် ရှေ့ဆက်ပြီးတော့ကြောက်လန့်မဲ့တင်တော့ငါတို့ဒီကျန်တဲ့ကောင်ကုမ္ပဏီဘက်ကငါတို့ဒီမှာကြတော့ရောင်းရတဲ့နေရာမှာလေးခက်ခဲရှိရလေနော်ခက်ခဲရှိတဲ့ကကြတော့ဒီ instrument နဲ့ပြီးလို့ရည်ရှိပြီးပို့ကောင်းတာပေါ့ ဟုတ်ကဲ့ပါရှင်မမေဟောပေါ့နော်ဒီညီမလေးတို့ရဲ့ဒီစက်နက်ကောင်ဘီလက်နေဆိုတဲ့နာမည်ကိုပေါ့နော်ဒီနာမည်လေးကိုလီလေးရဲ့စိတ်ထဲကနေပြီးတော့ခန်းစားချက်တစ်ခုနဲ့ဖော်ပြရမယ်ဆိုရင်ရောလီလေးဘယ်လိုစကားလုံးနဲ့ဖော်ပြချင်ပါသလဲရှင် ဒီအဲ့ဒါကတော့ငါတို့လက်ရှိလုပ်နေတဲ့အတိုင်းသာသိရသူကျတော့ကျန်တဲ့ကောင်နာမည်နဲ့လုပ်လို့ရှိရင်ငါတို့ကျန်တဲ့ကောင်ငါတို့မိတ်ဆွေကောင်းလို့ပဲပြောလို့ရမှာ ဟုတ်ကဲ့ မိတ်ဆွေကောင်းပဲဒီကတော့ဘာကြောင့်လဲတော့ငါတို့ခက်ခဲဖြစ်တယ်instrument နဲ့ချပေးပါအောင်ဗျာသူလည်းချက်ချင်းကုမ္ပဏီကချပေးတယ်နောက်ပဲသူငါတို့ပြန်ပေးလိုက်တယ်နောက်တော့ PC ကမာတဲ့ချိန်ချင်းလောတဲ့အထီပေါ့အစီပြေနေလို့ကြီးအခက်ဖြစ်တော့မလာချပေးတယ်လေဒါကြောင့်ဒါကျန်တဲ့ကောင်ကငါတို့စီးပွားနေပြည်နဲ့တွက်မှဆိုရင်ငါတို့ရဲ့မိတ်ဆွေကောင်းလို့ပဲပြောလို့ရမှာနော် ဟုတ်ကဲ့ပါရှင်လေးလေးအခုလိုမျိုးပေါ့နော်ညီမတို့ရဲ့မိခွန်းလေးတွေကိုအချိန်ပေးပြီးတော့ဖြည့်ချပေးရတဲ့အတွက်ရောဒီပေါ့တက်နက်ကောင်ကြီးလက်မျိုးကိုစင်တစိုက်သုံးဆက်ပေးရတဲ့အတွက်ကောကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ဦးတို့လည်းဒီဦးတို့ဒီလုပ်ငန်းလုပ်ရုံလာပြီးတော့တရားလာပြီးသိမိတဲ့ကျေးဇူးတင်ပါတယ်